အလုံးမဲမင်္ဂလာပါအခုပေါ့နော်ဒီတနန်းကိုလာမယ်ဆိုလို့ရှိရင်ဘာတွေလုံးရမလဲပေါ့နော်ဘာတွေလုံးခဲ့ရမလဲဘယ်လိုမျိုးအိမ်ရှာမလဲဆိုတာကိုဗီဒီယိုနဲ့တကွာပြောပြသွားမှာဖြစ်ပါတယ်ပေါ့နော်အရင်ဆုံးလာမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီ SIM card နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကို SIM card provider စီကနေပြီးတော့ data roaming package အာဆီယံ10နိုင်ငံ package ရှိပါတယ်အခုဒီမှာပြထားပါတယ်ဒါကအတန်အတွက်ပေါ့နော်အတန်အတွက်ဆိုလို့ရှိရင်ဒီ package တွေဝယ်လို့ရတယ်1000ကျော်နဲ့ပဲအဆင်ပြေဒါပေမဲ့3ရက်ပဲသုံးလို့ရတယ်ပေါ့နော်3ရက်ပဲသုံးလို့ရပေမဲ့ဒါကအဆင်ပြေတဲ့ထဲပါတယ်ဘာလို့လဲဆိုတော့ဥပမာ transit စီရမယ်ပေါ့နော်ထိုင်းမှာ transit စီရမယ်ဆိုလို့ရှိရင်လည်းဒါအဆင်ပြေတယ်အကယ်၍ဒီပြည်နယ်ရောက်လာခဲ့လို့ရှိရင်လည်းGrab ငားမယ်ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ဘာလို့အဆင်ပြေလဲဆိုတော့ကိုသွားမဲ့နေရာကိုကိုက map ပေါ်မှာတခါတည်းကြည့်လို့ရတယ်သူတို့ရှိမှာတော့ရာလိုလို့ခေါ်ရပေါ့နော်ဒါလို့ဖွင့်ထားမယ်မြန်မာဖုန်းနံပါတ်နဲ့ဇာလို့ဖွင့်လို့ရပါတယ်ဖွင့်ကြည့်ပါပေါ့နော်အဲ့တော့ပထမတစ်ခါဖွင့်လို့ရှိရင်မရဘူးလို့server busy ဖြစ်နေတယ်လို့အဲ့လိုမျိုးတွေပြောလို့ရှိပါတယ်ဒါပေမဲ့အားမလျှော့ပါနဲ့ဖွင့်ကြည့်ပါပေါ့နော်ဒီမှာကပုံမှန်အပြင်ဒီ home stay apartment တွေပေါ့နော်သူတို့က hotel ပုံစံနဲ့ဆင်တယ်ကျင်းတော့ကျင်းလိုက်မယ်ဒါပေမဲ့သူတို့ပေးတဲ့ service ကပေါ့နော်ကောင်းတယ်အဲ့တော့ဘယ်လိုမျိုးကောင်းလဲဆိုလို့ရှိရင်ဘာဖြစ်သူတို့အကုန်ပြင်ပေးတယ်အကုန်လုပ်ပေးအဲ့ဒီမှာသူတို့ဒီဇရိတ်ကိုတွက်ပြီးသားပေါ့နော်နောက်တစ်ခုကကျတော့သူတို့အင်္ဂလိပ်စကားပြောနိုင်ကြတယ် home stay apartment တွေတော်တော်များကပေါ့နော်အဲ့တော့ studio ရှိမယ်2ယောက်ခန်းနေရှိမယ်အဲ့တော့အများသောအားဖြင့် home stay apartment တွေအကုန်လုံးက kitchen ပါတယ်တစ်လားတစ်ခါတန်ရှိပါတယ် Google Map ကိုသုံးပြီးတော့ကိုကဒီဒနံမှာရှိ apartment တွေကိုရှာလို့ရတယ်အဲ့ဒီမှာရှာပြထားတယ်အဲ့ Google Map ရဲ့ဘလို့နေရာတွေကိုသွားမလဲ about section တွေသွားမယ်အဲ့မှာဇာလိုဖုန်းနံပါတ်ရှိအဲ့ကြောင့်မရှိမှပြောခဲ့တာပေါ့နော်ဒီဇာလိုဖုန်းနံပါတ်ကအရေးဇာလိုဖွင့်တာပေါ့အရေးကြီးအဲ့မှာပိုင်းရှင်နဲ့ဓာတ်ရိုက်ညှိလို့ရတယ်ချိတ်ဆက်လို့ရတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်ဒီ booking website တွေရှိမယ် booking app တွေရှိမယ်အခုဒီထဲမှာဆိုလို့ရှိရင် Agoda တွေကနေရှာပြထားတယ် booking.com တွေကနေရှာပြအဲ့တော့ရှာမယ်ရှာပြီးလို့ရှိရင်အမှသူ့ရဲ့ room ပုံစံတွေတွေ့ရမယ်ဈေးနှုန်းခန့်မှန်းချက်တွေတွေ့ရမယ်အဲ့ဒီခန့်မှန်းချက်တွေပေါ်မူတည်ပြီးတော့ကိုက Google Map မှာထိုက်ရှာမယ်review ဘယ်လောက်ရှိလဲသူတို့ review လုပ်ထားတာဘယ်လိုမျိုးလဲဘာတွေကောင်းတယ်လဲအဲ့တော့ booking.com နဲ့ညီမတို့ကဘာလို့ရှာလဲတခါတည်းဇာလိုကနေပြီးတော့ဒီပိုင်ရှင်ကိုဆက်သွယ်လို့မရဘူးလားဆိုရပါတယ်ဒါပေမဲ့ဟိုပေါ့နော်သူပေးတဲ့ facility တွေညီမတို့ကြည့်ချင်တာ kitchen ပါလားဟာလားစားပေးအပတ်မှာဘာတွေပါလဲအဲ့လိုမျိုးတွေအကုန်ကြည့်ချင်တဲ့အတွက်ကြောင့်မလို့အခုဒီမှာလိုမျိုးရှာတယ်ရှာလိုက်တဲ့အချိန်မှာဆိုလို့ရှိရင်ဒီ apartment ကိုတွေ့အဲ့ဒီ apartment ကိုကနောက်ထပ်ဘာကြည့်လို့ရလဲဆိုလို့ရှိရင် Google Map ပေါ်ကနေပြီးတော့ဒီ satellite view ကြည့်မယ်ပေါ့နော် satellite view ကြည့်မယ်သူရလမ်းအနေထားဘယ်လို review တွေကိုလိုက်ဖတ်မယ်ဘယ် review ကတော့ကောင်းတယ်ပေါ့အဲ့ပြီးတော့ဒီ booking.com မှာသူရဲ့ facility တွေတွားကြည့်မယ်အဲ့တော့ booking.com တို့ဒီ Agoda ကနေရှာတာဘာအားသာချက်ရှိလဲဆိုတော့ကိုကအခုဒီမှာပြထားတယ်လို့မျိုး home stay တွေစားပေး apartment တွေအဲ့လိုမျိုး kitchen ပါမပါအဲ့လိုမျိုးရွေးပြီးတော့ကြည့်လို့ရတဲ့အတွက်ကြောင့်မလို့ပို့ပြီးတော့ filter ဖြစ်တယ်အဲ့ဒီ filter လောက်ထားတဲ့ပုံမူတည်ပြီးတော့ဒီဘက်က Google Map မှာတကယ် review တွေကိုလိုက်ကြည့်ရပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်ဒါ apartment ကငှားလို့ရတယ်အဲ့တော့ဆိုင်ကယ်မစီးတတ်ဘူး